မဲ့သဘောချစိတ်နာထောင်ကျမတို့မင်္ဂလာဆောင်စမ်းပြတဲ့အကြောင်းဘုံမဲ့သူရေမင်းကိုပြောမဲ့သဘောချစိတ်နာထောင်ဒီရောကလေကျွတ်မကြီးသူသမီးတွေသမက်ရှာတဲ့လေမိုးနဲ့မြေဆုံးတိုင်အောင်ဒီကဘာပေါ်မှာတကောကြီးသူနဲ့ပေးစားနိုင်မရဲရထားနိုင်မပွဲကုန်မဲ့လို့နေမနာကြည့်သူတော်လေကျွတ်မလက်မထောင်ကြောက်ဘူးရဲ့လားကုန်မဲ့သူရေဆက်ပြောပြမယ်နားတိုက်လို့ထောင်ရောက်ခဲ့ဖို့ကွယ်တော်လေကျွတ်မသမက်တော်ကိုဆောင်နိနတာကမုဏတာကိုမရှင်းနိုင်ပါဘူးမုဏတာကလီနတာကိုတမီချောင်းလီနတာကတောင်မိုးကြီးကိုဥခိုက်ပါတဲ့ခဲလိုက်တာနော်သမက်လိုက်ကြသောတောင်မိုးကိုတော့ပြောကပြတော့ဗလာနတော်ကြီးကိုကြောက်ရပါတဲ့ကိုရွှေနှစ်သူနှစ်ဖားယူတော့သူလည်းမရှင်းနိုင်ပါဘူးနှစ်ဖားယူခမမောင်ကျွဲ့ရငါပြေးလို့မလွတ်နိုင်ပေါင်းနောက်ဆုံးတော့ကျွဲ့နေမင်္ဂလာသူရေမင်းကိုပြောမဲ့သဘောချစိတ်နာထောင်ကျွမ်းမတို့မင်္ဂလာဆောင်စမ်းပြတဲ့အကြောင်းဘုံမဲ့သူရေမင်းကိုပြောမဲ့သဘောချစိတ်နာထောင်ကျင်ရောကလေကျွမ်းမကြီးသူသမီးတွေသမက်ရှာတဲ့လေမိုးနှံမြေဆုံးတိုင်အောင်ဒီကဘာပေါ်မှာတကောကြီးသူနဲ့ပေးစားနိုင်မရဲရေးထားနိုင်မကွက်ကုန်မဲ့လုံးလုံးမာနာကြည့်သူတော်လဲကျွတ်မှလက်မထောင်ကြားဘူးရဲ့လားကုန်မဲ့သူရေဆက်ပြောပြမယ်နားဆိုင်လို့ထောင်နိနတာထအမြန်ပြေးလို့ရောက်ခဲ့ဖို့ကွယ်တော်လေကျွတ်မသမက်တော်ကိုဆောင်နိနတာကမုဏတာကိုမရှင်းနိုင်ပါဘူးမုဏတာကလီနတာကိုတမီရှောင်းလီနတာကတောင်မိုးကြီးကိုဥခိုက်ပါတဲ့ခဲလိုက်တာတော့သမက်လိုက်ကြသောတောင်မိုးကိုတော့ပြောကပြတော့ဗလာနတော်ကြီးကိုကြောက်ရပါတဲ့ကိုရွှေနှစ်သူနှစ်ဖားယူတော့သူလည်းမရှင်းနိုင်ပါနှစ်ဖားယူခမမောင်ကျွဲ့ရငါပြေးလို့မလို့နိုင်အောင်နောက်ဆုံးတော့ကျွဲ့နေမင်္ဂလာဆောင်ဒီလိုတော့လေကုန်မဲ့သူရေတင်းနေသားသာတွေ့ကြည့်ပုံဆောင်ကိုယ်တွေ့ကိုယ်စရိုက်ကိုတိုက်ကိုနဲ့တန်ရာကိုဆောင်တွက်ဆိုတာကျွတ်နေညမယ်ကျေးရုံငါသာရကဘုံကိုဆောင်